င်္ဂလာပါကလေးတို့ရေဦးတို့ရဲ့ပုံမြင် channel လေးကနေကြည့်လိုက်ပါတယ်ဒီနေ့မှာတော့မော်ပါချမ်းနဲ့နန်းနေပု္ပ္ပာဆိုတဲ့ပုံမြင်လေးအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ပုံမြင်လေးမစခင်ဦးတို့ရဲ့ channel လေးကို follow လုပ်ပေးဦးနော်ရှေ့ခါတက္ကသိုလ်ပြည်မှာပညာသင်ကြားပြီးပြန်လာတဲ့မော်ပါချမ်းဆိုတဲ့လူငယ်တစ်ယောက်ရှိပါတယ်သူဟာပညာဆုံးတဲ့အခါဆရာကြီးကသူ့ကိုတန်ဖိုးရှိတဲ့အဆုံးအမသုံးခုပေးလိုက်ပါတယ်မိခါများစကားရသွားပါများခီးရောက်အိပ်ပါများအိမ်မက်မြင်ဆိုတဲ့အဆုံးအမသုံးခုကိုပြောပြပေးလိုက်ပါတယ်မော်ပေါချမ်းဟာတကောင်းပြည်ကိုရောက်တဲ့အခါထူးဆန်းတဲ့သတင်းတစ်ခုကြားရပါတယ်အဲ့ဒီပြည်ဟာမင်းသမီးဟာအလွန်လှပပေးမယ်သူမနေလက်ထက်တဲ့မင်းသားတိုင်းဟာမင်္ဂလာဥကြမှာပဲအသက်ခံရပြီးတေဆုံးကုန်ကြပါတယ်ဒါကြောင့်သူမှလက်မထက်ရကြတော့ပါဘူးမော်ပေါ်ချမ်းဟာဆရာပေးတဲ့လမ်းညွှန်ချက်အတိုင်းစဉ်းစားဖို့ဆုံးဖြတ်ပြီးမင်းသမီးနဲ့လက်ထပ်လိုက်ပါတယ်မင်္ဂလာဥကြမှာမော်ပေါ်ချမ်းကအိပ်ပါများအိမ်မက်မြင်ဆိုတဲ့အတိုင်းတကယ်မအေးပဲမပြောတော့တစ်ခုကိုစောင့်ချုံပြီးလူအိတ်နေတယ်လို့ဟန်ဆောင်ထားလိုက်ပါတယ်သူကိုယ်တိုင်ကတော့ဓာတ်ကိုကိုင်းပြီးအမှောင်ထဲမှာစောင့်ကြည့်နေပါတယ်တကောင်ရရောက်တဲ့အခါမင်းသမီးရဲ့နှာခေါင်းထဲကနေငကားကြီးတကောင်ထွက်လာပြီးမပြောတော့ကိုလူထင်ပြီးကိုက်လိုက်ပါတယ်အဲ့ဒီအချိန်မှာမော်ပေါ်ချမ်းကတတိနဲ့စောင့်နေပြီးငကားကိုဓာတ်နဲ့အပိုင်းပိုင်းခုတ်တက်လိုက်ပါတော့လေငကားတည်သွားပြီးတဲ့နောက်မော်ပေါ်ချမ်းဟာတကောင်းကြီးရဲ့ဘီရင်ဖြစ်လာပါတယ်ဒါပေမဲ့မင်းသမီးကသူမရဲ့ချစ်သူငကားတည်ဆုံးသွားတာကိုဝမ်းနည်းပြီးမော်ပေါ်ချမ်းကိုပညာစမ်းဖို့ပို့စာတစ်ပုဒ်ထုတ်လိုက်ပါတယ်ထောင်သားမကတလောကပဲပန်းလိုက်ဘယ်ပန်းခံအမျက်ဆုံးလဲဒီပု္ပ္ပာမဖြေနိုင်ယာရုကဆင့်ပေးရမယ်လို့ဆိုပါတယ်မော်ပေါ်ချမ်းဟာမေးပါများစကားရဆိုတဲ့အတိုင်းရွာစီပတ်ပြီးမင်းမြတ်ရာနေနောက်ဆုံးမှာတစ်စပန်းဟာအမျက်ဆုံးဖြစ်ကြောင်းအဖြေရသွားပြီးထိနှန်းကိုဆက်လက်စိုးစံနိုင်ခဲ့ပါတော့တယ်ပုံမြင်လေးရတော့ဒါပါပဲကွယ်ပုံမြင်လေးရဲ့ပြည့်တဲ့သင်ခန်းစာကတော့အခက်အခဲတွေရေးစားရတဲ့အခါသတိမလွတ်ဖို့ရည်ကြည်ပါတယ်လူကြီးသူမတွေရဲ့လမ်းညွှန်ချက်ဟာဘေးရန်တွေကနေကာကွယ်ပေးနိုင်ပါလေလက်မလျှော့ပဲစူးစမ်းရင်မဖြေရှင်းနိုင်ဘူးဖြစ်တဲ့နာဆိုတာမရှိဘူးဆိုတာပါပဲဒီမော်ပေါချိုင်းပုံမြင်လေးကတော့မင်းလောင်းတယောက်ရဲ့ရည်ချင်းကိုဖော်ပြတဲ့စိတ်ဝင်စားစရာဒဏ္ဍာရီလေးပဲဖြစ်ပါတယ်နောက်ထပ်အပိုင်းမှာလည်းစိတ်ဝင်စားစရာပုံမြင်လေးနဲ့ပြန်တွေ့ကြမယ်တက်တာ